အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာကတော့ဗောနော်ကျွန်တော်တို့တွေအပြင်းပြေဂိမ်းနဲ့ဆော့ရင်ဗောနော်ကျွန်တော်တို့ကိုဆော့တဲ့ဂိမ်းကနေပါပတ်စံပြန်ရှာလို့ရမယ် play to earn ဂိမ်းတွေကတစ်ခုဖြစ်တဲ့ block legend ဆိုတဲ့ online ငွေရှာလို့ရတဲ့ဂိမ်းလေးတစ်ခုအကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဂိမ်းကဆော့ရတာလဲလွယ်သလိုပတ်စံထုတ်ရတာလဲအရန်ကိုမှလွယ်ကူပါတယ်ရာသားတို့အနေနဲ့ပတ်စံထုတ်တဲ့အခါမှာလဲဗောနော်ကျွန်တော်တို့တွေတငယ်ချင်းခေါ်ရတာတွေ test တွေလောက်ရတာမျိုးတွေမရှိပါဘူးပေါ့နော်သူသတ်မှတ်ထားတဲ့အမောက်ပြည့်တာနဲ့တန်းကနေဗလာသားတို့တွေထုတ်လို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကကျွန်တော်တို့တွေ block legend game မှာပတ်စံဘယ်လိုရအောင်စော့မလဲနဲ့ပတ်စံထုတ်တဲ့ပုံစံတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်တော့ပေါ့နော်ဗီဒီယိုလေးကိုမကြော်ပဲအသေးစိတ်တွေကြည့်သွားပေးကြပါခင်ဗျာဗရာသားတို့အနေနဲ့ပေါ့နော်ဒီကောင်လေးတွေကနေပြီးတော့ကျွန်တော်တို့တွေဒေါ်လာရှာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဗရာသားတို့ရဲ့ဖုန်းတွေကိုဒီ app လေးကိုပေါ့နော် Play Store ကနေတွားပြီးတော့ down လိုက်မယ်ပေါ့နော် brother တို့ရဲ့ဖုန်းထဲမှာရှိတယ်ပေါ့နော်ကျွန်တော်တို့တွေ Play Store software လေးတွေကိုတစ်ချက်ဝင်ပြီးတော့ပေါ့နော်ဒီအပေါ်က sub bar လေးမှာ block legend ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီမဲ့ brother တို့အနေနဲ့ကြာလာပြီပေါ့နော်ကြာလာပြီဆိုလို့ရှိရင် brother တို့အနေနဲ့ဒီနေရာမှာ download လေးဆွဲပေးလိုက်ပေါ့နော် brother တို့ရဲ့ဖုန်းထဲကိုဒီကောင်လေးရောက်လာပြီဆိုလို့ရှိရင်တော့ပေါ့နော်ပထမဦးဆုံးအနေနဲ့ brother တို့ရဲ့အကောင့်ဖွင့်ပေးရမှာဖြစ်တယ်ပေါ့နော်ဗလာသားတို့အနေနဲ့အကောက်ဖွင့်မယ်ဆိုလို့ရှိရင်တော့ဗောနော်ကျွန်တော်တို့တွေဖုန်းထဲမှာရှိတဲ့ Gmail တစ်ခုနဲ့ရှိတ်ဆက်ပေးလိုက်မယ်ဆိုလို့ရှိရင်ဗလာသားတို့ကအကောက်ကိုလွယ်ကူစွာနဲ့ဖွင့်လို့ရရှိမှာဖြစ်တယ်ဗောနော်ဗလာသားတို့အနေနဲ့ဗောနော်အကောက်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဗောနော်သူကဒီနေရာမှာဒေါ်လာရတဲ့နေရာနှစ်နေရာရှိတယ်ဗောနော်ဗလာသားတို့အနေနဲ့ဒီဂိမ်းလေးတွေကနေပြီးတော့ဗောနော်ဒေါ်လာရတဲ့နေရာနှစ်နေရာရှိတယ်ဗောနော်သူကဒီနေရာမှာပေါ့နော် brother တို့အနေနဲ့ဒီဂိမ်းလေးကိုစော့ပြီးတော့ပေါ့နော်ဒေါ်လာလေးလည်းရမယ်ပြီးရင် brother တို့အနေနဲ့ဒီဂိမ်းလေးတွေကနေပေးတယ်ပေါ့နော်ကျွန်တော်တို့တွေစိတ်နှုံးလေးတွေလည်းရရှိမှာဖြစ်တယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့တွေဒီဂိမ်းလေးတွေကနေပြီးတော့ပေါ့နော်ဒေါ်လာဘယ်လိုရှာပြီးတော့ပေါ့နော်ကျွန်တော်တို့တွေဂိမ်းလေးတွေဘယ်လိုစော့မလဲဆိုတာကိုကျွန်တော်တစင်းပြန်လည်ရှင်းပြပေးသွားမှာဖြစ်တယ်ပေါ့နော်โอเค brother တို့အနေနဲ့ဒီကောင်လေးတွေကနေပြီးတော့ဂိမ်းစော့ပြီးတော့ဒေါ်လာလေးရှာမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီအောက်ကဒီမဲ့အပြာရောင်စာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့အခုဆိုလို့ရှိရင်တော့ဗောနော် brother တို့အနေမြင်တွေ့နေရတဲ့အတိုင်းပဲဗောနော်ကျွန်တော်ကတော့ level 6ကိုရောက်ရှိနေပြီဗောနော်ကျွန်တော် brother တို့ကိုဂိမ်းတစ်ပွဲဆော့ပြပေးမယ်ဗောနော်โอเคဒါဆိုလို့ရှိရင် brother တို့အနေနဲ့အခုလိုနေရာလေးရောက်ရှိသွားမှာဖြစ်တယ်ဗောနော်အခုလိုနေရာလေးမှာဆိုလို့ရှိရင် brother တို့အနေနဲ့သူပေးထားတဲ့အတုံးလေးတွေကိုဗောနော် brother တို့အနေနဲ့စီစီညီညီလေးဗောနော်စီပေးရမှာဖြစ်တယ်ဗောနော်ဂိမ်းလေးကအရန်ကိုမှလွယ်ကူတယ်ဗောနော်ခုလိုမျိုးလေး brother တို့အနေနဲ့ခုလိုမျိုးလေး brother တို့အနေနဲ့ပေါ့နော်ရှုံးသွားပြီဆိုလို့ရှိရင်လည်းပေါ့နော်ဘာမှစိတ်ပူနေကြမလို့ပေါ့နော် brother တို့အနေနဲ့သူပေးထားတဲ့ကြော်ညာလေးကိုကြည့်ပေးပြီးတော့ပေါ့နော် brother တို့စော့ခဲ့တဲ့နေရာအတိုင်းကိုပဲပေါ့နော်ပြန်လည်ရောက်ရှိအောင်လုပ်လို့ရတယ်ပေါ့နော် okay brother တို့အနေနဲ့ပေါ့နော်အဲ့လိုမျိုးလေးကြော်ညာလေးကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေါ့နော် brother တို့စော့ခဲ့တဲ့နေရာလေးအတိုင်းကိုပဲပြန်လည်ရောက်ရှိသွားမှာဖြစ်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာထပ်စော့ပြပေးမယ်ပေါ့နော်ဂိမ်းလေးကရန်ကုန်မှာလွယ်ကူတယ်ပေါ့နော်သူကကျွန်တော်တို့တွေအတန်းလေးတန်းတန်းသွားပြီဆိုလို့ရှိရင်တော့ဗောနော်ကျွန်တော်တို့တွေအသီးလေးတွေနဲ့ဗောနော်ဒေါ်လာလေးတွေရရှိမှာဖြစ်တယ်ဗောနော်ဂိမ်းလေးကအခုလိုမျိုးလေးလော်လော်ကူကူပဲစော့ပေးရမှာဖြစ်တယ်ဗောနော်ဂိမ်းလေးကဒီမဲ့ဗောနော် brother တို့အနေနဲ့သူသတ်မှတ်ထားတယ်ဗောနော်အဝါရောင်အကြောင်းလေးပြည့်သွားပြီဆိုလို့ရှိရင်တော့ဗောနော် brother တို့အနေနဲ့နောက်ထပ် level တစ်ခုကိုရောက်ရှိသွားမှာဖြစ်တယ်ဗောနော်ဒီဂိမ်းလေးတွေကနေပြီးတော့ဗောနော်ဒေါ်လာချရတာဗောနော်အရန်ကိုမှလွယ်ကူရိုးရှင်းတယ်ဗောနော်brother တို့အနေနဲ့ပေါ့နော်ဒီကောင်လေးတွေကနေပြီးတော့ပေါ့နော်ဂိမ်းဆော့ပြီးတော့ဒေါ်လာရှာမယ်ဆိုလို့ရှိရင်တော့ပေါ့နော် brother တို့အနေနဲ့အချိန်အရန်ပေးစရာမလိုဘူးပေါ့နော်သူကမိနစ်20 30ပေးလိုက်ရုံနဲ့ပေါ့နော် brother တို့အနေနဲ့ဒေါ်လာတွေရရှိမှာဖြစ်တယ်ပေါ့နော်ပြီးရင်တော့ပေါ့နော် brother တို့အနေနဲ့ဒီအောက်ကတက်ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင် brother တို့အနေနဲ့ပေါ့နော်အခုလိုစာမျက်နှာလေးကိုရောက်ရှိသွားမှာဖြစ်တယ်ပေါ့နော်အခုလိုစာမျက်နှာလေးကိုရောက်ရှိသွားပြီဆိုလို့ရှိရင်တော့ဗောနော် brother တို့အနေနဲ့သူပေးထားတဲ့ task လေးတွေကိုလုပ်ပေးမယ်ဆိုလို့ရှိရင်လည်းဗောနော် brother တို့အနေနဲ့သူက brother တို့ကိုဒေါ်လာတွေနဲ့ဗောနော်စိတ်နှုံးလေးတွေကို free ပေးမှာဖြစ်တယ်ဗောနော်ဒီနေရာမှာပေါ့နော်သူပေးထားတဲ့ test တွေရတယ်ပေါ့နော်အရန်ကြီးကိုမှခက်ခဲတဲ့ test တွေမဟုတ်ဘူးပေါ့နော်ဒီနေရာမှာသူပေးထားတာဆိုလို့ရှိရင် brother တို့အနေနဲ့ကြော်ညာလေးတွေကြည့်ရမယ်ပေါ့နော်ပြီးရင် brother တို့အနေနဲ့အသီးလေးတွေပေါ့နော်သူကစုပေးရမယ်ပြီးရင် brother တို့အနေနဲ့ပေါ့နော်သူပေးထားတဲ့ပေါ့နော် task လေးတွေလုပ်ပေးလိုက်ရုံနဲ့ပေါ့နော် brother တို့အနေနဲ့ဒေါ်လာတွေနဲ့ပေါ့နော်ပြီးရင် brother တို့အနေနဲ့စိတ်နှုံးလေးတွေကိုသူက brother တို့ကို reward အနေနဲ့ပြန်လည်ပေးမှာဖြစ်တယ်ပေါ့နော်
ဘရာသားတို့အနေနဲ့ဒီအပေါ်က Ryan Pass ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ပေါ့နော်ဘရာသားတို့အနေနဲ့အခုလိုနေရာလေးကိုရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်အခုလိုနေရာလေးကဘရာသားတို့ကိုဗာပြောတာလဲဆိုလို့ရှိရင်တော့ပေါ့နော်သူကဘရာသားတို့ကစောနာအောင်ကပေါ့နော်ဂိမ်းထဲမှာရရှိလာတဲ့အသီးလေးတွေကိုပေါ့နော်သူကဒီနေရာမှာ collection စုဆောင်းပေးထားမှာဖြစ်တယ်ပေါ့နော်အခုလိုစုဆောင်းပေးထားပြီဆိုလို့ရှိရင်တော့ပေါ့နော်ဘရာသားတို့အနေနဲ့ပေါ့နော်သူကဒီနေရာမှာပေါ့နော်စိတ်နှုံးလေးတွေနဲ့အသီးလေးတွေကိုလဲလို့ရပြီးတော့ပေါ့နော်ဘရာသားတို့အနေနဲ့သူရရှိထားတဲ့အသီးလေးတွေကိုပေါ့နော်ဒေါ်လာလေးတွေအနေနဲ့လည်းဘရာသားတို့အနေနဲ့ပြန်လဲယူပြီးတော့ပေါ့နော်ဘရာသားတို့ရဲ့ PayPal အကောင့်ထဲကိုပေါ့နော်ဓာတ်ရိုက်ထုတ်ယူလို့ရရှိမှာဖြစ်တယ်ပေါ့နော်ဘရာသားတို့အနေနဲ့ပေါ့နော်ဒီဂိမ်းလေးတွေကနေပြီးတော့ပေါ့နော်ဒေါ်လာလေးတွေကိုဘယ်လိုထုတ်ရမလဲဆိုတော့ကိုကျွန်တော်တစင်းပြန်ရှင်းပြပေးမယ်ပေါ့နော်ဒီနေရာမှာဘရာသားတို့အနေနဲ့ဒေါ်လာထုတ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီနေရာမှာဘရာသားတို့ကိုကျွန်တော်ရေးကြီးတဲ့ရှက်လေးတစ်ချက်ပြောတရားရှိရပေါ့နော်သူကဘရာသားတို့အနေနဲ့ဒေါ်လာလေးတွေကိုထုတ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဘရာသားတို့ကဂိမ်းရဲ့ level 5ကိုရောက်ရှိအောင်ဆော့ပြီးမှသာရင်ဘရာသားတို့အနေနဲ့ဒေါ်လာလေးတွေကိုထုတ်လို့ရမှာဖြစ်တယ်ပေါ့နော်ဘရာသားတို့အနေနဲ့ဒီဂိမ်းလေးတွေကနေဒေါ်လာထုတ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီအပေါ်ကအသိဉာဏ်ပေါ့နော်ဒေါ်လာလေးတစ်ခုကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဘရာသားတို့အနေနဲ့ပေါ့နော်အခုလိုစာမျက်နှာလေးကိုရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်အခုလိုစာမျက်နှာလေးရောက်ရှိလာပြီဆိုလို့ရှိရင်ဘရာသားတို့အနေနဲ့ပေါ့နော်ဒီနေရာမှာသူက PayPal အကောင့်ကိုရှိတ်ခိုင်းနေပေါ့နော်ဘရာသားတို့အနေနဲ့ဒီနေရာမှာ PayPal အကောင့်မရှိဘူးဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော် Telegram channel ကိုဆက်သွယ်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့ PayPal အကောင့်ကိုယူပြီးတော့ပေါ့နော်ဘရာသားတို့အနေနဲ့ဒီနေရာမှာငွေထုတ်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဘရာသားတို့ကိုကျွန်တော် KB ဝေပေးနေပေါ့နော်ကျွန်တော်တစ်စင်းပြန်လဲပေးတယ်ပေါ့နော်ဘရာသားတို့အနေနဲ့ဒီနေရာမှာငွေထုတ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်သူက $1.5 ကနေပြီးတော့အနည်းဆုံးထုတ်လို့ရရှိမှာဖြစ်တယ်ပေါ့နော်$1.5 မပြည့်သေးဘူးဆိုလို့ရှိရင်တော့ပေါ့နော်ဘရာသားတို့အနေနဲ့ဒီဂိမ်းလေးတွေကနေပြီးတော့ဒေါ်လာတွေကိုထုတ်လို့ရအောင်မှမဟုတ်ဘူးပေါ့နော်ဘရာသားတို့အနေနဲ့ဒီဂိမ်းလေးတွေကနေပြီးတော့ပေါ့နော်$1.5ပြည့်အောင်အရင်စုပြီးမှသာလင်ကျွန်တော်ကို Telegram ကနေဆက်သွယ်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ PayPal အကောင့်ကိုလာရောက်တောင်းယူပြီးတော့ပေါ့နော်ဘရာသားတို့အနေနဲ့ရဲ့အကောင့်ထဲမှာရှိတဲ့ပေါ့နော်ဒေါ်လာတွေကိုထုတ်ယူလို့ရရှိမှာဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်စီမှာ KB ဝေပေးနဲ့လာရောက်လဲလို့ရမှာဖြစ်တယ်ပေါ့နော်ဘရာသားတို့အနေနဲ့ဒီနေရာမှာနောက်ထပ်ဒေါ်လာတစ်ခုထုတ်လို့ရတဲ့နေရာလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါကတော့ပေါ့နော်ဘရာသားတို့ရရှိလာတဲ့စိတ်နှုံးလေးတွေဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာမှာစိတ်နှုံးတော့သိမရရှိသေးဘူးပေါ့နော်ဘရာသားတို့အနေနဲ့စိတ်နှုံးလေးရရှိလာပြီဆိုလို့ရှိရင်တော့ပေါ့နော်အကောင့်လေးတွေကလည်းပေါ့နော်ဘရာသားတို့ကိုဒေါ်လာနဲ့ပြန်လဲပြီးတော့ထုတ်လို့ရမှာဖြစ်တယ်ပေါ့နော်ဘရာသားတို့ရရှိလာတဲ့စိတ်နှုံးလေးတွေကိုဒီညမှာဒေါ်လာနဲ့လဲမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီအပေါ်ကစိတ်နှုံးလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဘရာသားတို့အနေနဲ့အခုလိုနေရာလေးကိုရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်အခုလိုနေရာလေးကိုရောက်ရှိလာပြီဆိုလို့ရှိရင်တော့ပေါ့နော်ဘရာသားတို့အနေနဲ့ဒီဂိမ်းလေးတွေကနေပြီးတော့ပေါ့နော်စိတ်နှုံးလေးတွေရရှိလာပြီဆိုလို့ရှိရင်သူကဘရာသားကိုဗာပြောတာလဲဆိုလို့ရှိရင်တော့ပေါ့နော်စိတ်နှုံးအတုံး100ကိုဘရာသားတို့အနေနဲ့$1အနေနဲ့ဘရာသားတို့ရဲ့ PayPal အကောင့်ထဲကိုသူကထုတ်ခွင့်ပြုထားတာဖြစ်တယ်ပေါ့နော်ကျွန်တော်အခုပြောပြပေးသွားတဲ့ပုံစံလေးကိုလည်းပေါ့နော်ဘရာသားတို့အနေနဲ့နားလည်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့တကယ်လို့မှဘရာသားတို့အနေနဲ့အခုဗီဒီယိုလေးကိုနားမလည်ဘူးဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်အခုဗီဒီယိုရဲ့ comment မှာပေါ့နော်ဘရာသားတို့နားမလည်တဲ့အကြောင်းအရာကို comment မှန်းခဲ့ပြီးတော့ပေါ့နော်ကျွန်တော်ကိုမေးထားခဲ့ပြီးလို့ရတယ်ပေါ့နော်ဒီဂိမ်းနေရဆိုလို့ရှိရင်တော့ဗောနော်ဘရာသားတို့အနေနဲ့အချိန်အရန်ကြီးပေးကြရမလို့ဘူးဗောနော်တနေ့ကိုဘရာသားတို့အနေနဲ့နိုင်ဝက်မိနစ်20လောက်အချိန်ပေးလိုက်ရုံနဲ့ဗောနော်ဒေါ်လာတွေဝင်ပြီးတော့ဗောနော်ဘရာသားတို့အနေနဲ့အပေါ်ဝင်ငွေတစ်ခုအနေနဲ့ဗောနော်ဒီကောင်လေးတွေကနေလဲဗောနော်ဒေါ်လာလေးတွေရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်လဲမျှဝေပေးခြင်းဖြစ်တယ်ဗောနော်ဘရာသားတို့အနေနဲ့ဗောနော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဗောနော် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့ဗောနော် subscribe လေးလုပ်ခဲ့ပြီးတော့ဗောနော်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးခဲ့ကြပါအောင်ခင်ဗျာ